မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ LED စီစဉ်နဲ့ပြန်ပြီးကြိုဆိုပါရစေဒီနေ့ရဲ့ LED စီစဉ်မှာဆိုရင်ကျွန်တော်နဲ့အတူပါဝင်လာမယ့် artist ရောက်ရှိပါတယ်ဒီနေ့ကျွန်တော်ရဲ့ဖေးမရောက်ရှိနေပြီဖြစ်ပါတယ်အမပရိသတ်ကြီးကိုမိတ်ဆက်ပေးပါအောင်ပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါရှင်တဲ့ရလောက်ကစပြီးတော့ကိုဒီအနုပညာဝါသနာပါတယ်လို့ခံစားမိတယ်အမကငငယ်ကအမ9နှစ်10နှစ်လောက်ကလေးနဲ့အမရဲ့အနုပညာဒီဗီဇမျိုးရိုးပါတယ်ဆိုတော့အမစိတ်ထဲမှာခံစားရတယ်ဖះเจ้าမှာပေါ့နော်ငငယ်တည်းကနေပြီးတော့မှချီးမွမ်းရတယ် Sunday School အရွယ်ကနေစပြီးတော့မှအမဒီရဲ့ဂီတပိုးပေါ့နော်ဒီအနုပညာစပြီးခံယူလိုက်တဲ့အချိန်မှာခံယူချက်ဒီမှာရှိတာကြီးလာရင်ကအဆူတော်ဖြစ်ရမယ်ပေါ့နော်အဲ့လိုရွေးချက်လည်းမရှိဘူးဖះเจ้าမှာဆိုတဲ့ပြီးဒီလိုဆိုရင်လည်းဝါသနာပါလာတယ်ပြီးတော့အမပြိုင်ပွဲတွေပြိုင်နေအဲ့ကနေတဆင့်အမဒီရဲ့အနုပညာလောကရဲ့ဂီတတွေလောကတွေဝင်လာဟုတ်ကဲ့အသက်ဘယ်လောက်မှဤသားလှထားရလဲဟာ baby ငယ်ငယ်တည်းကတငယ်ချင်းတွေအားလုံးအမပေါင်းတဲ့တငယ်ချင်းတွေအားလုံးကယောက်ျားလေးပဲပေါင်းတာများတယ်အဲ့ဒါမေးမယ်ဗျာစော်ဘယ်တော့မှထားရလဲယူသားတယ်ချစ်တဲ့စိတ်မရှိဘူးပေါ့ချစ်တဲ့စိတ်ကတော့ရှိရပေါ့အဲ့တော့ပြီအမရဲ့ crush ကဘယ်လိုပုံစံနေလဲပြီးတော့မသိဘူးတော့ဒီတော့စိတ်ကူးရင်ခဲ့ဘူးတဲ့ပုံစံဆိုလို့ရှိရင်တော့ဟိုအရက်ခက်မြင့်ပေါ့နော်အသားအရင်လည်းမဖြူဘူးပေါ့နော်အဲ့လိုညညညက်လေးနဲ့ပေါ့ဟုတ်ကဲ့ပထမဆုံးထွက်ပူတဲ့ခီးမတရားဘာဖြစ်မလဲပထမဆုံးထွက်ပူတဲ့ခီးအမတ်တရားကျတော့အမကငငယ်တဲ့နေရာမှာဗော်လီဘောဆော့တယ်ပေါ့နော်ဗော်လီဘောဆော့တဲ့ခါကျတော့အမကိုကျောင်းကနေလွတ်တဲ့ပွဲပေါ့ပြင်းဦးလွင်ဖြစ်လိုက်မယ်ဟုတ်ကဲ့ဘာရင်မတရားရှိခဲ့လဲဘာရမတရားရှိခဲ့လဲဆိုတော့ကိုကအိမ်နဲ့ကင်းကွာပြီးတော့မှအเจ้าကတငယ်ချင်းနေတယ်လို့ပထမဆုံးခီးသွားတော့ပျော်တယ်အဲ့ဒီရွယ်ငယ်လေးတော့စိတ်လှုပ်ရှားတယ်ပေါ့ဟုတ်ပြီအဲ့ဒါငယ်တော့အเจ้าမတက်ချင်လို့နေမကောင်းညာဆောင်လာပဲရှိတယ်အဲ့လိုတော့မရှိဘူးအမငိုတာဟောဒီရောပါဟုတ်ကဲ့အဲ့ဆိုရင်ငယ်တော့အဖေမေဒီရဲ့ပတ်စံအေးတဲ့ပတ်စံနေနိုင်ဘူးလားအဲ့ဒါတော့ပြောစရာဘူးမလိုတာလိုက်တယ်ပေါ့အမြဲတမ်းအမကငငယ်တော့အဲ့လိုတငယ်ချင်းကိုအရန်ခင်သွဲတယ်အရန်ခုံမြင်တယ်တငယ်ချင်းတွေကိုမခေါ်မှအရန်ကြောက်တယ်ပေါ့နော်အဲ့ဒါနဲ့မိမတွေပတ်စံတွေကိုအဲ့လိုခိုးတယ်အများတန်းခိုးတယ်အမကကြတော့အိုက်ခေကမိုင်းရှုခေနေကအစင်လဲပြေရဆိုတော့အဲ့လိုမိဘတွေကတော့အများတန်းလွတ်ထားတာပေါ့မှန်ပါပါငယ်တော့တောင်းမှရနေပါဖြစ်ဘူးလားကျောင်းမှာလည်းကျောင်းမှာတော့တိတ်မဖြစ်ဘူးဒါပေမဲ့ရက်ွက်ထဲမှာတော့ခဏခဏဖြစ်တယ်ကျောင်းတွေပါပြေးဖို့ကြိုးစားဘူးလားပြေးကျောင်းပြေးပြီးပဲသွားဘူးလေကျောင်းပြေးတာတစ်ခေါက်တော့ပြေးဘူးတယ်မမေ့ရပါတော့တငယ်ချင်းတွေအားလုံးခေါ်ပြီးတော့မှကျွန်တော်အဲ့နေ့ကဘာလို့မမိနေလဲဆိုမိုးရမ်းရွာတယ်အဲ့တော့ကလေးတွေခေါ်ပြီးတော့မှအဲ့လိုရေတော့ကူးကြတာပေါ့နော်အဲ့မှာတကယ်ချင်းရဲ့သူ့ရဲ့လက်စွပ်လေးပျောက်သွားတာပေါ့အဲ့ဒါအမရရင်လည်းအများအားအဲ့ဒါလေးကိုတတိယနေပါလေအဲ့တုန်းကကျောင်းကပွဲမှာပါဝင်ဘူးလားကျောင်းကပွဲတွေပါလေတော့အမတော့တိတ်မပါဘူးဒါပေမဲ့ဗော်လီဘောတွေချင်းခတ်တာတွေပဲပါဗော်လီဘောပါတယ်ပြီးဟိုလီဆူရိုးရအကတွေနဲ့လူကြီးတွေပါတယ်လာလို့ရှိရင်အဲ့လိုတော့ကြူရတယ်ပေါ့နော်ကတ်တာလားအများနဲ့ကတယ်ကတ်တတ်တာပေါ့ဟုတ်ကဲ့အဲ့ဒါရင်ကျောင်းတော်ကစာရေးပိုင်းခိုးချဘူးမှတ်တရားရှိလားခိုးချတယ်အမတက်ကလို့ထိခိုးချတယ်ဒီမဲ့တက်လို့ရမှာခိုးချအကြောင်းတော့မဟုတ်ဘူးတက်ကလို့ဒီကိုခိုးချတယ်10တန်းကိုသူများလိုပဲပေါ့နော်ဟိုတစ်နှစ်တည်းအောင်လာခဲ့တာမဟုတ်ဘူး10တန်းကို first year second year third year final မှာအောင်တာပါပုံယူဖို့တော့မဟုတ်ဘူးပေါ့နော်ဒါမဲ့လည်းအဲ့လိုစူးစမ်းခဲ့တယ်လူငယ်တွေလည်းဒီအစီအစဉ်ကိုကြည့်နေတယ်ဆိုလို့ရှိရင်10တန်းမှာအောင်တဲ့လူပေါ့နော်စိတ်သက်ကြကြမလို့ပေါ့နော်စူးစမ်းအောင်၄နှစ်မှအောင်လဲပေါ့မာလီလီမြင့်ဆိုပြီးတော့ဗောနော်နှုတ်ပညာလမ်းကြောင်းပေါ်စပြီးရောက်လာတဲ့အချိန်မှာပထမဦးဆုံးကြိုဆိုလိုက်တဲ့အခက်အခဲကြီးကဘာဖြစ်မလဲပြောရမယ်ဆိုတော့အမကကျတော့ရုပ်လာတဲ့ထဲမှာလည်းမပါဘူးဗောနော်ရုပ်ရမ်းဆိုးတဲ့ထဲမှာလည်းမပါဘူးဒါပေမဲ့လည်းနည်းနည်းတော့ဝနေတာဖြစ်တဲ့အတွက်ကိုအတန်းဆိုတာထက်ဗောနော်အမအဲ့လိုရုပ်အားဖြစ်ဗောနော်ပြီးတော့အဲ့လိုဝရတယ်ဆိုတဲ့အကြောင်းနဲ့ဗောနော်အများပြောခံနေရစကားတခွန်းပေါ့နော်အဲ့ဒါရင်းနဲ့ပဲအမကိုကြိုဆိုရအများပါတယ်ဒီအနုပညာလမ်းကြောင်းပေါ်ရောက်ပြီးတော့အနုပညာလုပ်တွေလုပ်ပြီးဆိုတဲ့အချိန်မှာအိမ်ကလေမိဘတွေဘက်ကကန်ကွက်တာတွေသဘောတူတာတွေပံ့ပိုးပေးရရှိရလားအော်မီတာစုအရန်ချစ်စရာကောင်းတယ်အမရဲ့အဖေအမရဲ့အမေအမမောင်နှမတွေအမမျိုးတွေအားလုံးကအမကိုရန်ကိုအားပေးတယ်ပြီးတော့အမရဲ့အခက်အခဲမှန်တယ်များအားလုံးလိုက်ပြီးဖြည့်ဆည်းပေးတယ်လိုလေသေးမရှိပါတော့ပျော်ကြကြီးနော်သူရှားတယ်လေဘာလို့ဆိုတော့ဒီတော်တော်များများကလေဒီလိုမိဘတွေဘက်ကပံ့ပိုးမှုဆိုတာကအမလိုမျိုးမဖြစ်ဘူးလေအမဒီတကူတော့ခွေထွက်တဲ့ချိန်တော့ဆိုရင်ဟိုအမျိုးတွေကစပါတော့သူနည်းနည်းတက်နိုင်သူ10သိန်းတက်နိုင်10သိန်းပေါ့သူ9သိန်းတက်နိုင်9သိန်းပေါ့နော်အဲ့လိုစပုတ်ပေးကြတာပေါ့နော်ဘာလို့ပြောကိုဖြစ်ခိုင်းစီချင်တာပေါ့နော်ဖြစ်စေချင်တာပေါ့အဲ့တော့မလီမီအခုလက်တလောနှုတ်ပညာလှရှာမှုကဘာဖြစ်မလဲအမအခုတလောအနုပညာလှရှာမှုကကျတော့အမ
တချင်းနေဆိုရဲဆိုတော့အမဒီမြန်မာလက်ဆောင်ပွဲတွေထက်ပေါ့နော်မတို့လီဆူပွဲတွေဆိုရတယ်အမတို့ဒီ gospel ပွဲတွေအများကြီးဆိုရပါတယ်လို့ဟုတ်ဒီနေ့အထိဖြတ်တန်းလာခဲ့တဲ့နိဗ္ဗာန်ဖြတ်တန်းမှုတစ်လျှောက်လုံးမှာပေါ့နော်အမကိုအရန်သိထိခိုက်တဲ့အဖြစ်အပျက်တစ်ခုလောက်ရှိလားသိထိခိုက်တဲ့အဖြစ်အပျက်ဆိုတာတော့အများကြီးပါပဲအမမတ်တော့မမီတော့တစ်ခုလောက်ပြောကြည့်ပါတခုဆိုတာရုပ်တရက်ဆိုဘယ်ဟာပြောရမှန်းတော့မသိဘူးပြောတယ်အများနဲ့တချင်းဆိုတဲ့အခါမှာအမကိုမှသတိထားပြီးတော့ကြိုက်တယ်ဆိုတော့အမှုရာဘယ်လိုဖြစ်မလဲကြိုက်တယ်မကြိုက်ဘူးဆိုတာတဲ့ပေါ့နော်အမတချင်းဆိုအမြဲတမ်းလက်ကသာပါပြီးတာပဲဟောတူရတာဘာလို့ဒီတော့ကတော့တာမန်ပေါ့နော်နောက်ပိုင်းကျအနုပညာရှင်ဆိုဖြစ်လာတဲ့ဘာမှကွဲပြားပါလဲအမတော့အဲ့လိုဒူတူကွဲပြားတာဘာမှမရှိဘူးဒီပုံစံပဲအခုလည်းဒီပုံစံပဲနောက်လည်းဒီပုံစံပဲပါနောက်လည်းဒီပုံစံပဲပြောလို့မရှိဘူးโอเคဒီအနုပညာလမ်းကြောင်းပေါ်မှာပေါ့နော်အမကိုဂုံယူမိရဆိုတာဖြစ်တဲ့တစ်ခုလောက်ရှိလားဂုံယူမိရဆိုတော့အနုပညာလမ်းကြောင်းပေါ်မှာပေါ့နော်ဘာပဲပြောလောကမှာလူတယောက်ဖြစ်နေတယ်ပြီးတော့လူတယောက်မှာမှလီမြင့်ဆိုတာပေါ့နော်လီလူမျိုးတယောက်အနေနဲ့မြန်မာနိုင်ငံမှာလူဖြစ်ခွင့်ရတယ်ပြီးကိုမျက်နှိုးတဲ့တခြင်းတွေလုတ်ခွင့်ရနေသူရဲ့ကတော့အမြဲတမ်းဂုဏ်ယူနေပါတယ်အဲ့မော်ဒါကတော့ကိုယ့်ရဲ့ professional ကိုယူရပါတော့ဟုတ်ကဲ့ဒီဝေဖန်တိုက်ခိုက်ခံရဘူးလားတဲ့ဝေဖန်တိုက်ခိုက်ခံရတဲ့အချိန်မှာဘယ်လိုမျိုးရင်ဆိုင်ဖြစ်ရှင်းလဲအမရေလို့အဲ့လိုထိတ်တိုက်ကတော့ဝေဖန်တိုက်ခိုက်ခံရတာမျိုးတော့မရှိသေးဘူးအခုထက်ထိပေါ့နော်ဟုတ်ကဲ့မိုက်တယ်ကျင်းတဲ့ထိတ်တိုက်တယ်ဟုတ်ပြီအခုဆိုတခုဆိုရင်က Facebook ပေါ်မှာလူတွေကသဘောပိုလီလောက်ကြတယ်အဲ့ပေါ်မှာဘယ်လိုမြင်လဲဒါကြတော့အလုတ်ခံရတဲ့လူနဲ့ပေါ့နော်လုတ်တဲ့သူကြားထဲမှာတချို့ကြတော့အဲ့လိုရန်သားတွေရှိလို့လုတ်တာတွေလည်းရှိရပေါ့နော်မိုင်းဆိုရန်သားမရှိဘူးတချို့ကြအဲ့လိုဒါကမြန်မာပြည်မှာကျတော့ဝါသနာတစ်ခုလိုဖြစ်နေပြီလေလို့ပေါ့သဘောပိုလီလောက်ဝါသနာဘာလို့ဆိုလုတ်ချင်တဲ့လူတွေကတော့အဲ့လိုဗလိုင်းလုတ်နေကြတာပဲဒါပေမဲ့လုတ်ခံရတဲ့သူကျတော့အရန်ခံရခက်တာပေါ့နော်ဒါတွေကတော့မလုတ်တာတော့ပိုကောင်းတာပေါ့ဟုတ်တယ်နော်အခု fashion ဘိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်လို fashion မျိုးအမှသဘောကျလဲလွတ်လပ်ပတ်ပါတဲ့ fashion မျိုးပို့သဘောကျတယ်တကယ်လို့ပြင်ဆင်ရမှာတော့ဘယ်လို fashion မျိုးအဓိကပြင်ဆင်တင်လဲအမရဲ့အများနဲ့ဝတ်နေကြအမရဲ့ fashion လေးကတော့ပေါ့နော်အများနဲ့ဟိုစကတ်ဆိုလဲအလွယ်တကူပေါ့နော်ဆွလို့ရတဲ့စကတ်လေးနဲ့ဒီအထဲမှာကိုပပလေးအင်စီလေးနဲ့အပေါ်မှာကုတ်လေးထည့်လိုက်ရတာအဲ့ဒါအမရဲ့ fashion တစ်ခုလိုဖြစ်နေပြီပေါ့နော်အဲ့ဒါပိုလွယ်တာအောင်နော်ဟုတ်ကဲ့အသားရထိမ့်သိမ့်မှုအောင်ဘယ်လိုလုပ်လဲအဲ့ဒီတိမ့်မှုကတော့ဒီချိုးတယ်တော့ကျတော့အရင်လဲဟိုအစကြေးထဲမှာမပါတော့အများနဲ့ spa တွေလည်းမသွားနိုင်ဘူးပေါ့နော်ဒါပေမဲ့လည်းအိမ်မှာနေပြီးကွာဟို coffee နဲ့ scrap တိုက်တယ်ပြီးလို့ coffee တောက်ဖို့ပဲတော့ coffee ကျန်းလေးတွေပေါ့နော်အခုနောက်ပိုင်းအမကိုအသက်အရင်ကြီးလာတဲ့ခါကျတော့ဘယ်လိုရှိပါလဲဟုတ်တော့ကြီးပါခုနောက်ပိုင်းကျတော့ဒီအဲ့နောက်အရင်ကြီးစိုက်လာတယ်ဘာလို့လဲဆိုကိုကအေးဝဝတဲ့အိတ်တက်လူလည်းမဟုတ်ဘူးပေါ့နော်ဒီမှာ24နိုင်အိတ်တာအဲ့တော့တားရတယ်ရလာတယ်ပြီးတော့ဒီဒိန်ချင်လေးတွေနဲ့ပေါ့နော်တခွားဒီတွေကတ်တယ်ဒိန်ချင်ကတ်တယ်ပြီးအာလူဒီပေါ့နော် YouTube မှာကိုကြည့်ပြီးတော့အိမ်မှာကိုစမ်းလောက်တာများတယ်ဟုတ်တကူကစားတွေပါတယ်မလုပ်ဘူးလားဖြစ်ဘူးစမ်းမဲလောက်တာလားစမ်းမလုပ်ဘူးလားလုပ်ပါတယ်စမ်းလုပ်တယ်โอเคဒီနေ့ကမှ surgery လုပ်တာကြီးအရင်ခက်သားလာတယ်အဲ့ပုံမှာဘယ်လိုမြင်လဲတကယ်လို့မလီမြင်နေတဲ့ surgery တော့မတပည့်ပိုင်းကိုလုပ်ချင်လဲဘယ်ပိုင်းမှမလုပ်ချင်ဘူးဘယ်လိုဆိုအမကလှပြီးသားလေကျေးဇူးများတင်ပါတယ်လူတယောက်စီမှာကိုပိုင်မတူညီတဲ့အလားတွေအရင်ချင်းနေတာရှိပြီးသားဒါကဖေးအားပေးတဲ့ကိုယ့်ရဲ့အကောင်းဆုံးသောဆုလက်တစ်ခုလို့အမမြင်တယ်ပေါ့နော်အကြောင်းအမကိုယ့်ရဲ့ခံယူချက်ပေါ့နော်ဒါကတော့တယောက်နဲ့တယောက်တော့မတူဘူးဒါပေမဲ့လည်းအမကိုအဲ့လို sponsor တွေပေးပြီးပြင်ပေးမယ်ဘာပြင်ချင်လဲလို့ပြောရင်တော့အမလုံးဝပြင်မှာမဟုတ်ဘူးပေါ့နော်ကျေးဇူးတင်တယ်လို့ပဲပြောမိမှာပဲဘာလို့ဆိုဒါအမရဲ့စိတ်ပေါ့နော်မပြင်ချင်ဘူးဒါဖေးအားပေးရတဲ့ငကိုတဘာဝအလားဖြစ်လို့ပေါ့နော်ဘာမှပြင်ဖို့စိတ်ကူးမရှိသေးပါဘူးလို့ကျွန်မလှပါတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်โอเคဒီအမအလုပ်တစ်ခုလုပ်တဲ့ခါမှာအချိန်ဘယ်လောက်ယူလဲအဲ့ဒီပုံမှာရလာတဲ့ရလိုက်ကိုကျင်းနေမှုရှိလားကျင်းနေမှုရှိလားဆိုတာကိုယ့်ရဲ့ယူတဲ့အချိန်ပေါ်မှာမူတည်ရပါတော့တကယ်လို့ကိုပြင်ဆင်ချိန်အများကြီးရရင်ရတယ်လို့အဲ့အလုပ်ကအမအချိန်နဲ့စီရပေါ့နော်တကယ်လို့ပြင်ဆင်ချိန်နည်းပြီးတော့မှပေါ့နော်ဒီနေ့လိုအချိန်တွေမျိုးပေါ့နော်ဘာလို့ဆိုဒါကျတော့ကိုတတ်မှတ်ထားတာမဟုတ်ပေါ့နော်ကား traffic တွေဖြစ်တယ်ဒီနေ့ဆိုအမလာကားရန်ကျက်တယ်အမဆိုရင်ဒီနေ့ကလမ်းနဲ့ရှောက်လိုက်ရတယ်ပြီးရင်ကျောင်းလွတ်ချိန်နဲ့တိုက်သွားတာဖြစ်တဲ့ဆိုအမစိုက်ကားတန်စီးလိုက်ရတယ်။ကိုယ်တော့ရောက်တယ်လင်းနေစိုက်ကားတွေနဲ့အားရရစီးပြီးမှတက်စီးရတယ်ပေါ့နော်။ဒါကကိုယ့်ရဲ့ပြင်ဆင်ချိန်နဲ့ပေါ့နော်ပြီးတော့အဲ့ရဲ့ဂျားထဲမှာဖြစ်ပျက်လာတဲ့အကြောင်းအရာပေါ်လဲမူတည်ရလို့အမတော့ထင်တယ်။ဟုတ်တယ်နော်။ Okay အဲ့ဆိုရင်ပြည်တွင်းပြည်ပမှာရှိတဲ့အမရဲ့ idea ဘယ်လိုဖြစ်မလဲပ
အမမညာတမ်းပြောမယ်ဆိုအမတိတ်ပြီးတော့မှဒီမြန်မာနိုင်ငံမှာလည်းတိတ်ပြီးဟိုမင်းသားမင်းသမီးတို့ပေါ့နော်အဲ့လိုအဆူတော်တွေအားလုံးအမအရန်လေးစားတယ်အမကြည့်ကြည့်အဲ့လိုရမဟုတ်ပါဘူးဒါပေမဲ့ဟိုဒီမလေးပြီးပါလေအမဖြေတယ်မလို့ပြောပါအဲ့ဒါပဲကောင်းတယ်သူကလည်းသူရမ်းတော်ကြတော့စူးစမ်းတဲ့လူအားလုံးကိုအမဟိုစားလေးစားပါတယ်အားရှိလို့ပါတယ်ပေါ့နော်ဟုတ်ကဲ့အမလမ်းသွားတဲ့ခါမှာအမ fan ရဲ့ note ဘယ်လိုခံစားရလဲပြောတာပေါ့မရတော့နေရက်ခတ်ပြီးရောကျေးဇူးတင်တယ်ပေါ့ဒါပေမဲ့သူတို့ရအမကိုဘယ်တော့မှအပြင်မှာတိတ်မမိကြဘူးလို့ဆိုအမအပြင်မှာတမျိုးအထဲမှာတမျိုးပေါ့နော်အပြင်မှာကြိုက်ဘယ်တော့မှအဲ့လိုရှောက်အလားတွေပါပြင်းပြင်းရှောက်မသွားတော့လေတိတ်မမိကြဘူးအဲ့တော့အပြင်သွားရလားအမသွားတယ်နည်းသွားတယ်ဟုတ်ကဲ့အမရဲ့ future dream ကဘာဖြစ်မလဲနာဂဲအိမ်မက်ကအိမ်မက်ကပါလဲဆိုစဉ်းစားလိုက်စဉ်းစားနာဂဲအိမ်မက်ဆိုတာတော့အမစိတ်ကူးရင်ထားတာပေါ့နော်အမအမြဲတမ်းပေါ့နော်ကိုယ့်ရဲ့အနာဂတ်ကိုပိုင်စိတ်ကူးအိမ်မက်ထက်အမဒီအမရဲ့လက်ရှိဘဝပေါ့နော်အမရဲ့မိဘတွေနဲ့သူအမနေချင်တယ်ပြီးအမမောင်နှမပေါ့နော်အမရဲ့တူမတွေနဲ့အမလိုပဲပျော်ပျော်ရွှင်ရွှင်နဲ့အမရဲ့ဘဝကိုဖြတ်သန်းနေတဲ့အရာလေးကိုပဲအမနှစ်သက်တယ်ပေါ့နော်ကြိုးမမြင်နိုင်တဲ့အရာတစ်ခုအမကျတော့တိတ်အဝေးလည်းအမတိတ်မစင်စားဘူးအဲ့ဒါကောင်းပါတယ်ကောင်းတော့တတ်တာလीနော်โอเคလက်ရှိဘဝအပျော်ဆုံးပဲလက်ရှိဘဝအပျော်ဆုံးပဲတက်ပြီးတော့ပြောအောင်မဟုတ်နော်ဟုတ်ကဲ့ပါဒီနေ့ Celebrity အစီအစဉ်ကိုကျွန်တော်တို့မလေးလေးမြင်ရှေ့ဆက်လှုပ်ဆောင်သွားမယ်အနုပညာလှူရှာမှုတွေနဲ့ဒုနှုတ်ဆက်လိုက်အောင်အခုထိပေါ့နော်တိခံပြီးတော့မှအားပေးနေတဲ့ပြည်သက်တွေအားလုံးလည်းကျေးဇူးများတင်ပါတယ်လီလီကို2010 Melody ကိုကနေစပြီးတော့မှဒီနေ့ထိချစ်ခင်ပေးတယ်အားပေးတယ်အခုဆိုရင်ကျမရဲ့ဂီတအမတ်တိုင်အမတ်တရအနေနဲ့ပေါ့နော်ဘဝရဲ့အမတ်တိုင်တစ်ခုအနေနဲ့ Paradise ဆိုတဲ့ DVD album လည်းကျမထွက်ရှိထားပါတယ်တကယ်လို့လမ်းကြုံလို့ပဲဖြစ်ပေါ့နော် YouTube မှာတွေ့ခဲ့ဒီရှိတော့ပေါ့နော်တခုတကဖြစ်ဖြစ်ပေါ့နော်အဲ့လိုအားပေးလို့ရပါတယ်လို့ဆက်ပြီးတော့မှလည်းဒီဖျားပေးထားတဲ့အတန်လေးနဲ့ဒီ gospel မှာရောပေါ့နော်ကိုယ့်ရဲ့လူမျိုးအတွက်ကောကိုယ့်ရဲ့မြန်မာနိုင်ငံအတွက်ကောပေါ့နော်အကျိုးရှိမဲ့သချင်းလေးတွေတီးဆိုရင်းနဲ့ဒီရဲ့ Tire Passion နဲ့ဘဝလေးကိုဆက်ပြီးဖြတ်တန်းသွားဖို့ရှိပါသေးတယ်လို့အားလုံးပဲဒီ Paradise ဆိုတဲ့ခွေလေးကိုလည်းအားပေးကြပါလီလီရဲ့တချင်းတွေကိုဝေဖန်ပါအကြံပြုပေးပါအမြဲတမ်းကြိုဆိုနေပါတယ်အားပေးတဲ့ပရိသတ်တွေအားလုံးကိုလည်းကျေးဇူးများတင်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ Celebrity စီစဉ်ရတဲ့လောက်ပါပဲဟုတ်ကဲ့ကျွန်တော်နဲ့အတူဒီနေ့ dig လုပ်ပြီးသွားတဲ့ artist ကတော့လေးလေးမြတ်ဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့နောက်တစ်ပတ်မှာနောက်ထပ်ကျွန်တော်တို့နောက်ထပ်ပညာရှင်တယောက်ကိုဖိတ်ခေါ်ပြီးတော့ဆက်ပြီး dig လုပ်ပြီးသွားမှာဖြစ်ပါတယ်ဒီနေ့အစီအစဉ်ကိုကြည့်ရှုနေကြတဲ့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်တစ်ပတ် Celebrity စီစဉ်မှာပြန်ပြီးဆုံနေပါသေးတယ်ခင်ဗျာအားလုံးကျေးဇူးတူပဲတင်ရှိပါတယ်